で、ここでグッて入ると、痛いのよ。なので、広い面で、支えつつ、あとは持つのは指で拭くね。体じゃなくて、基礎を持つのに指を使うようにして、皮膚を。痛いのよ。しかも、検測側は痛みがあるから、痛いです。望み通りだろう美しくもがくよ互いの砂時計眺めながらキスをしようよさよならから一番遠い場所で待ち合わせようဒီမှာပါညီမနာမည်ကတော့ဝန်လက်ပင်ကြီးလို့ခေါ်ပါတယ်အခုဆိုရင်တော့ UBS ကျောင်းမှာကိုလာဘန်လာလို့ပြီးတော့ interview အောင်လာတော့အခု UBS ကခေါ်တဲ့ခိုင်က3လကက်မှာဝင်နေပါတယ်အခုအဲ့ဒီ3လကက်နေမှာဆိုရင်ပေါ့နော်မားတို့ဂျပန်နိုင်ငံကစမ်းစစ်ခိုင်ကဖူဖူရှိရှိလက်မှတ်ကိုင်ဆောင်လာတဲ့စမ်းစစ်ကနေပြီးတော့မားတို့လက်တွေ့ရေးစာရေးZoom class ကနေလည်းအကုန်တင်ပြီးပါတယ်ရှင့်ဟုတ်အဲ့ဒီပြီးတော့နောက်ထပ်2လမှာပေါ့နော်ဂျပန်နိုင်ငံမှာပတ်သက်တဲ့ယဉ်ကျေးမှုတွေပြီးတော့မန်နာပိုင်းတွေကိုတင်ပြပါမယ်ရှင့်ဟုတ်ကဲ့မင်္ဂလာပါရှင်။မနဆုံခိုက်ဖြစ်ပါတယ်။ UBS တင်တန်းမှာ2024ခုလပိုင်းကအင်တာဗျူးအောင်ထားပြီးတော့မှအခုလက်ရှိ3လကန့်ဝင်နေရဖြစ်ပါတယ်။ဒီတမ်းမှာလို့ရှိရင်ကန့်ဝင်တဲ့တော့ဒီမှာကြော်ကြရတဲ့အများကြီးရှိပြီးတော့ဒီခုကန်နေစားပွဲနေတဲ့အကုန်လုံးမှာစိတ်ပန်းဖြစ်ဖို့တက်လက်ပြအောင်လုပ်ပေးထားပြီးတော့အဆဆရအစင်ပိုင်းစားတော့ပိုင်းနေရောအကုန်လုံးအဆဆရပညာတရားရေးပိုင်းရောစမ်းသိတော့အကုန်လုံးသဘောကောင်းပြီးတော့မှအကုန်လုံးလူလေးသေးလေးရှိအောင်ပြင်ဆင်ချပါရှင်။မင်္ဂလာပါရှင်။ညီမနာမည်ကတော့ဆောင်းရန်သားလို့ခေါ်ပါတယ်။ညီမအခု UBS ကျောင်းမှာကန့်ဝင်နေပါရှင်။2024ခုလပိုင်းအင်တာဗျူးအောင်ထားတာပါရှင်။ဒီမှာနေရတာအစားအရာအဆင်ပြေပြီးတော့ဆရာသမားတွေကလည်းပဲစီကံတကြားနဲ့ရှိတဲ့အတွက်ကျောင်းလူတွေရောပဲစားရအဆင်ပြေပါတယ်။အခုကျောင်းသားတွေအဆင်ပြေတဲ့အတွက်အဆောင်တစ်တွေကိုလည်းပဲထပ်မံပို့ချက်ပြီးတော့လုပ်နေပါတယ်ရှင်။စားအစားခါရအဆင်ပြေပြီးတော့အရသာရှိပါတယ်ရှင်။初めましてなんてさ遥か彼方へと言い合って千年周期を一日で生きしよう